အားလုံးပဲမင်္ဂလာပါ United ကြော်တွေ TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သုံးသက်တင်ဆက်ပေးခြင်းတဲ့ပွဲဟာ2026ကမ္ဘာဖလားအုပ်စု G ရဲ့နောက်ဆုံးပွဲစဉ်ပွဲဖြစ်တဲ့ဂျော်ဒန်အသင်းနဲ့အာဂျင်တီးနားအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပြီးတော့ဒီပွဲစဉ်ကိုတော့ဂျွန်28ရက်နေ့မြန်မာစံတော်ချိန်နနက်8:00 နာရီခွဲအချိန်မှာရှင်မိုင်ကစားသွားကြမှာဖြစ်ပြီးတော့ဒီနေ့အသင်းရဲ့ကမ္ဘာ့ဆင့်ရက်တည်မှုကိုကြည့်ရမယ်ဆိုရင်တော့ဂျော်ဒန်အသင်းကကမ္ဘာ့ဆင့်63မှာရက်တည်နေပြီးတော့အာဂျင်တီးနားအသင်းကတော့ကမ္ဘာ့ဆင့်1မှာရက်တည်နေအောင်တွေ့ရတယ်ဒီနေ့အသင်းလုံးရဲ့ရှေ့နှစ်ပွဲအချိန်တွေကိုကြည့်ရမယ်ဆိုရင်ဂျော်ဒန်အသင်းကတော့ဩစတြေးလျအသင်းကို3ဂိုးတကူနဲ့ရှုံးတယ်ပြီးရင်အယ်ဂျီးရီးယားအသင်းကို2ဂိုးတကူနဲ့ရှုံးတာတွေ့ရတယ်တစ်ဖက်ကအာဂျင်တီးနားကတော့ဂျော်ဒန်နဲ့ပြောင်းပြဲကျွန်တော်တို့အယ်ဂျီးရီးယားအသင်းကို3ဂိုးမရှိနဲ့နိုင်တယ်ဩစတြေးလျအသင်းကို2ဂိုးမရှိနဲ့နိုင်တယ်ဒါကြောင့်မို့အာဂျင်တီးနား6မှတ်ရပြီးတော့နောက်ဆင့်တက်ထားပြီးဖြစ်တယ်အုပ်စုဘိုးနဲ့လည်းတက်ထားတာဖြစ်တယ်တစ်ဖက်ကဂျော်ဒန်အသင်းကတော့ကျွန်တော်တို့လုံးဝအုပ်စုကနေတက်ဖို့မျှော်လင့်ချက်မရှိတော့ဘူးသူရှုံးခဲ့တဲ့2သင်းလုံးနဲ့သူဟတ်တူပဲရှင်ရမှာဖြစ်တဲ့အတွက်လုံးဝအုပ်စုကနေတက်နိုင်ခြင်းမရှိတော့ဘူးအဲအကြောင်းမို့ဒီပွဲစဉ်ကတော့အနည်းငယ်ကျွန်တော်တို့အားရော့ပွဲရှိတယ်တစ်ဖက်ကကျွန်တော်တို့အာဂျင်တီးနားအသင်းကမက်ဆီကတော့ကျွန်တော်တို့ဒီပြိုင်ပွဲမှာဂိုးအများဆုံးသွင်းထားတဲ့5ဂိုးသွင်းထားတယ်အဲအကြောင်းမို့ဒီဂျော်ဒန်နဲ့ပွဲမှာရောသူပါဝင်လာမလားပါဝင်လာရင်လည်းသူဘယ်နှဂိုးသွင်းမလဲဆိုတာအနည်းငယ်တော့စောင့်ကြည့်ကြင်စရာကောင်းတယ်ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုသုံးသပ်ရမယ်ဆိုရင်ဂျော်ဒန်အသင်းနဲ့အာဂျင်တီးနားအသင်းတို့ရဲ့ပွဲစဉ်မှာအာဂျင်တီးနားအသင်းကဂျော်ဒန်အသင်းကို2ဂိုးရှိလောက်နဲ့အနိုင်ရရှိသွားမယ်ခံမှန်းသုံးသပ်ပေးကြပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်